အစ္စလမ်ခါဘီနဲ့အာမန်ဆာရူဂျန်တို့အပေါ်ပြင်းထန်တဲ့စကားလုံးတွေနဲ့ထိုးနှက်လိုက်တဲ့အေလီယာဒိုပူရီယာမင်္ဂလာပါချန်ပီယံမှကြိုဆိုလိုက်ရပါတယ်ဒိုပူရီယာကသူ့ရဲ့မိသားစုပြဿနာတွေကြောင့် UFC Lightweight ချန်ပီယံခပတ်ကာကွယ်ဖို့ကိုနောက်ရွှေ့ပြီးသူ့အနေနဲ့ပြဿနာတွေကိုကာလတန်ကြာအနားယူဖြေရှင်းနေရတာဖြစ်ပါတယ်ဒီကြားထဲသူပူးတွဲပိုင်ဆိုင်တဲ့စပိန်အခြေစိုက် MMA promotion တစ်ခုဖြစ်တဲ့ WOWFC promotion ရဲ့ပွဲတွေကိုတက်ရောက်ပြီးတစ်ဖက်ကဝါသနာတစ်ဖက်ကဝမ်းစာဆိုပြီး MMA သမားတွေထဲမှာစီးပွားရေးလောကတွေကိုအမျှော်အမြင်ရှိနဲ့ခြေတစ်ဖက်ကြိုလန်းထားတဲ့ fighter တူဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်က UFC Lightweight တန်းမှာအေလီယာဒိုပူရီယာရှင်းရမယ့်ဘောက်ချာကျွေးတွေကတန်းစီနေပါတယ်။အဲ့ဒီအတွက်ဒိုပူရီယာအနေနဲ့အခုတည်းကချန်ပီယံခပတ်ကာကွယ်ပွဲမထိုးခင်စနက်တန်ဆွဲထုတ်တဲ့အနေနဲ့အင်တာဗျူးတစ်ခုကိုဖြေကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအင်တာဗျူးမှာဂဲတလုံးနဲ့ငှက်၃កောင်ထိအောင်ပြောခဲ့တယ်ပဲပြောမလားဒါမှမဟုတ်ပါလေးပဲပုတ်လိုက်တယ်ပဲပြောမလားတစ်ဖက်မှာတော့ဒိုပူရီယာရဲ့ဝင်ဝင်ရှင်းရှင်းအင်တာဗျူးကစကားသံတွေကြောင့်နိုးစီဘူးကားကြိတ်ချင်နေတဲ့အနေအထားမျိုးတွေနဲ့ပုတ်တိုက်မှုတွေစပြီးဖြစ်ကုန်ပါပြီပထမဆုံးအနေနဲ့ပြောရရင်ဒိုပူရီယာရဲ့ဒါဂတ်စတန်သားချန်ပီယံကြီး2ဦးနဲ့ပတ်သက်ပြီးအင်တာဗျူးစကားသံတွေပါအဲ့ဒီထဲဒိုပူရီယာပြောခဲ့တာတွေကဒီကောင်တွေကအရန်ကိုမှမာနာကြီးပြနေတဲ့ကောင်တွေပါအဲ့တော့ကျွန်တော်အနေနဲ့ခါဘေးရဲ့အရှိမှာပဲအစ္စလမ်မခါရှပ်ကိုချုပ်ပြပြီးအနိုင်ယူပြကြမှာရီပြီးတော့ခါဘေးကိုယ်တိုင်ဝင်ပါခြင်းနဲ့ဆိုရင်ငါသူ့ကောင်းကိုလည်းငါကအားရပါရနင်းပြအောင်မှာပါပဲအဲ့ဒါနဲ့တွေမပြီးသေးပါဘူးဒိုပူရီယာကသူ့ကိုအမျိုးမျိုးသောစကားလုံးတိုက်ပွဲတွေနဲ့ထိုးနှက်ထားတဲ့အာမန်ဆာရူဂျန်ကိုလည်းအခုလိုစကားလုံးတွေနဲ့ထိုးနှက်ခဲ့ပြန်ပါရီသူကချန်ပီယံခပတ်စိန်ခေါ်ပွဲအတွက်ဒီဝိတ်တန်းမှာပဲအခွင့်အရေးရခဲ့ပြီးမှသူနှုတ်ထွက်ခဲ့တယ်အဲ့ဒီဆုံးဖြတ်ချက်ချပြီးတဲ့နောက်အာမန်ကအတွင်းခံလေးလေးဖို့လိုအပ်ခဲ့ပုံရပါရီပြောချင်တာကအာမန်ရဲ့အစ္စလမ်နဲ့ပွဲတုန်းကပွဲနာနီမှနှုတ်ထွက်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာပရိုမိုတာတွေပေါ်တက်ရောက်မှုရှိခဲ့တယ်လို့ထပ်ပြီးယုံကြည်မှုနဲ့ရောနားလည်မှုနဲ့ပါအာမန်လိုဖိုက်တာမျိုးကိုအဓိကပွဲကြီးတွေမှာဥပမာချန်ပီယံခပတ်လူးခွင့်ပေးဖို့မယုံကြည်တော့တာလို့ကလေးဆန်တဲ့ပုံစံနဲ့ကောက်ဆိုပြီးဒိုပူရီယာကပြောချင်ခဲ့တာပါပရိသတ်တွေအများစုကလည်းသူ့ကိုယုံကြည်နဲ့အားပေးထောက်ခံဖို့ဆိုတာအဲဒီတော့ကဖြစ်ရက်ကိုကြည့်ပြီးမဖြစ်နိုင်တော့ဘူးလို့ဒိုပူရီယာကပြောချင်ခဲ့တာပါဒါကြောင့်ဒိုပူရီယာကထပ်ပြီးတော့ဒါမျိုးတွေက UFC promotion ကလုပ်နေကြအရာပါပဲသူတို့ကစပွဲတစ်ခုမှာထိုင်ကြတယ်သူတို့အာမန်နဲ့ပတ်သက်ပြီးဘာပြောကြမှာလဲသိလား fuck အာမန်ဒါကြောင့်ဒီကနေပြီးမင်းကိုဟာကိုသာကျိုးဆွဲနေလိုက်တော့ဆိုပြီးတော့ပါပြီဒိုပူရီယာရဲ့အင်တာဗျူးပေါ်အာမန်ဆာရူဂျန်ကလည်းဒေါသထွက်ပြီးအခုလိုမျိုးတုံ့ပြန်လာတာတွေ့ရပါတယ်အဲ့ဒါကတော့မိသားစုပြဿနာတွေကိုဖြေရှင်းဖို့ပွဲထိုးဖို့ကနေအချိန်ယူဖို့ပြောနေပေမဲ့ဒီအင်တာဗျူးတွေအားလုံးအတွက်မင်းမအားလက်ချိန်တွေအများကြီးရှိပုံရတယ်မင်းကတော့ဟာတာပဲအယ်ဘာနိုချာရီဆိုပြီးအာမန်ဆာရူဂျန်ဘက်ကအခုလိုတုံ့ပြန်လာခဲ့ပါတယ်အယ်ဘာနိုချာဆိုတာစပိန်လိုဆိုရင်အမျိုးသမီးလိန်အင်္ဂါလို့လည်းပြောလို့ရတာကြောင့်ဒိုပူရီယာကိုအာမန်အနေနဲ့တော်တော်လေးတင်းနေပြီလို့ပြောလို့ရပါတယ်ဒါအပြင်အစ္စလမ်နဲ့ခါဘေးတို့ရဲ့မန်နေဂျာဖြစ်တဲ့အလီအဗ်ဒီလာဗ်ဇီကလည်းသူ့ဖိုက်တာတွေနဲ့ပတ်သက်ပြီးဒိုပူရီယာရဲ့ထိုးနှက်တဲ့စကားတွေအပေါ်အခုလိုတုံ့ပြန်လာတာတွေ့ရပါတယ်လူတိုင်းကအေလီယာဒိုပူရီယာကိုသူ့ရဲ့မိသားစုပြဿနာတွေကိုဦးစားပေးဖြေရှင်းမှုလေးစားမှုနဲ့အချိန်ပေးထားကြတယ်ဒါပေမဲ့သူကခါဘေးအစ္စလမ်နဲ့အာမန်တို့အကြောင်းကိုပွဲထိုးနေတာမဟုတ်ဘဲအကြောင်းပြချက်မရှိဘဲပြောလာတာပါလူတွေကသူ့ကိုအခုလိုလုပ်ရကြနောက်ထပ်ပြိုင်ပွဲတွေမှာတော့ဝင်ခွင့်ပေးတင်လားဆိုတာကျွန်တော်တိချာမသိပါဘူးဆိုပြီးအစ္စလမ်တို့ရဲ့မန်နေဂျာကရုံးကိုယ်တိုင်ဒီစကားသံထွက်လာတာကိုကြည့်ရင်ဒါဂတ်စတန်သားတွေလည်းဒိုပူရီယာရှို့တဲ့ဒဏ်ကိုတင်းနေပုံရပါတယ်ဒါကတော့ချန်ပီယံကနေပြီးဒိုပူရီယာရဲ့အင်တာဗျူးကခါဘေးအစ္စလမ်တို့နဲ့အာမန်တို့ကိုပြောတဲ့စကားတွေအပေါ်ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ